Hello 60 day challenge ရဲ့26ရက်မြောက်နေ့အခန်း26ဖြစ်ပါတယ်။ဟုတ်ကဲ့ပါအဲ့တော့ဒီမှာလည်းပဲခြေတို့တွေမီနင်းလေးတွေပေါ့နော်မီနင်းလေးတွေအတွက်ဆက်ဖို့ပေးထားပါတယ်။ကိုင်ရင်ရဲ့မီနင်းလေးတွေရွေးပေးကြည့်ပေါ့နော်။ပုံပြလေးရလည်းမိရတဲ့ဆိုတော့လေပုံနဲ့စာနဲ့တွဲမှတ်မိအောင်လွှဲထားတယ်ပေါ့နော်။လွှဲထားတဲ့ဟာကိုအသက်ပြန်လုပ်ပေးပါ။အဲ့ဒါပြီးသွားလို့ရှိရင်ဒီဟာလေးပေါ့နော်ဒီဟာလေးကလည်းသူတို့ရဲ့စားစရာလေးတွေပေါ့နော်စားစရာလေးတွေအရန်ဟင်းလေးတွေဟင်းချိုလေးတွေပြီးတော့ဇွန်နေတူတွေအကြောင်းလေးတွေမိထားတယ်အဲ့ဒါပြီးတော့အောက်မှာကျတော့ခြေတို့ကတွဲခိုင်းထားပါတယ်ဒါလေးကကျတော့မွေနေ့မှာဆိုဘဲဥစားလေးကိုစားရတာလဲဂျုံတဲ့ဘိုးတို့မှဆိုဘာစားရတာလဲပေါ့နော်ဒုံကြီးဆိုရညတာအရှိဆုံးနေ့မှာဘာစားရလဲဘူးနာအပူဆုံးနေ့မှာဘာစားကြလဲဆိုတော့မှန်ကန်အောင်အစားတောက်တဲ့နေ့တွေနဲ့သူပြောတဲ့နားတွေနဲ့တွားပြီးတော့တွဲဆက်ပေးရမှာဖြစ်ပါတယ်ပြီးတော့ဒါမှတ်စုပုံစံလေးလည်းရေးပေးထားပါတယ်เนาะအစားအသောက်နဲ့မှတ်စုလေးတွေနဲ့သူတို့ကတွဲပြီးစားကြတယ်အထိပ္ပယ်နဲ့စားကြတာတွေများတဲ့အတွက်ကြောင့်ပေါ့เนาะအခြားနေ့လေးလည်းပဲလိုအပ်မယ်ပေါ့เนาะထည့်ပေးထားပါတယ်အဲ့ဒါလည်းပြီးတော့သူ့ရဲ့မွန်နာဂျုံဘူကိုကြည့်မယ်ပေါ့နော်မွန်နာဂျုံဘူကတော့ဟန်ကုဂေရှစ်စာရဲဂျော်ဆိုတဲ့ကိုရီးယားနိုင်ငံရဲ့အစားစားတဲ့အခါမှာလိုက်နာရမယ်ကျင့်ဝင်လေးတွေရှိတယ်ဘလိုတွေဆိုရင်မလုပ်ရဘူးဘသူတွေဆိုရင်ဘလိုတွေဆိုလုပ်ရမယ်ဆိုတဲ့အကြောင်းအရာတွေပေါ့နော်ဒါမျိုးလေးတွေကိုသူကပြောထားပါတယ်အပေါ်ပိုင်းကကြတော့ပေါ့နော်ဘလိုမျိုးလှုပ်ဆောင်ရမယ်ဆိုတဲ့အရာဖြစ်ပြီးတော့အောက်ပိုင်းကကြတော့မလုပ်ရမယ်ရှောက်ရအရာလေးတွေပေါ့နော်မပုံလေးတွေကိုကြည့်ရအဲ့ဒါလေးတွေကိုသူပြောထားတာတွေ့ရတယ်ပေါ့နော်အဲ့ဒီခြေတို့တွေဖတ်ကြည့်ကြမယ်ပုံမှန်အတိုင်းမှာပဲခြေတို့ reading ဖတ်တဲ့အခါမှာပေါ့နော်ဒီလိုလေးတွေခြားပြီးတော့ဖတ်တာပို့ပြီးတော့မှနားလဲလွယ်ပြီးတော့ရလွယ်တယ်ပေါ့နော်အဲ့ဒါခြေတို့ကတစ်ပိုက်လုံးကြီးကိုတစ်ချောင်းလုံးကြီးကိုပြီးစီကြီးဖတ်ပြီးတော့မှလှုပ်ဖို့မကြိုးစားပဲဖတ်တဲ့ပြန်ဖို့မကြိုးစားပဲနဲ့အပိုင်းလေးတွေဖြတ်ပြီးတော့ပြန်သွားတယ်ဆိုရင်ပိုကောင်းတယ်ပေါ့နော်အဲ့တော့어느나라에나ဘယ်နိုင်ငံမှာဖြစ်ဖြစ်식사할 때 지켜야 하는 예절이 있습니다အစားစားတဲ့အခါမှာလိုက်နာရမယ်ဓလေ့တွေကျင့်ဝတ်တွေဆိုတာရှိပါတယ်한국도 예외는 아닙니다. 코리아နိုင်ငံကလည်းပဲချွင်းချက်တော့မဟုတ်ပါဘူးချွင်းချက်ထဲမှာတော့မပါဘူးသူတို့လည်းအတူတူပဲလို့ပြောချင်တာပေါ့နော်လိုက်နာမယ်ကျင့်ဝတ်ဆိုတာရှိတယ်တဲ့식사를 위해 식탁이나 밥상에 앉을 때ထမင်းစားဖို့အတွက်စားဖို့အတွက်ပေါ့နော်식사를 위해ဆိုတာအစားစားဖို့အတွက်우루 위해အတွက်နောက်လက်နောက်နဲ့တွဲသုံးထားတာဖြစ်ပါတယ်ရှစ်ထဆိုတဲ့ထမင်းစပွဲဖြစ်ဖြစ်ဘောက်ဆန်ကလည်းထမင်းစပွဲပါပဲထမင်းစပွဲမှာထိုင်တဲ့အချိန်နဲ့어른이 중간에 좋은 자리에 앉을 수 있도록 배려합니다. တဲ့လူကြီးတွေကအလေကကောင်းတဲ့နေရာမှာထိုင်နိုင်ဖို့အတွက်ဦးစားပေးရတာအမတို့မြန်မာနိုင်ငံမှာကျတော့ဇပွဲရဲ့ထိပ်မှာလူကြီးကိုထိုင်ခိုင်းတာပေါ့နော်ဒီလိုပုံစံမျိုးပဲသူတို့လည်းပဲကောင်းတဲ့နေရာမှာဒါလူကြီးထိုင်ဖို့အတွက်ချန်ထားပေးရမယ်ပေါ့နော်식사는 시작할 때는 아사다우사 사의 책마로 얼른이 먼저 수저를 든 다음에 은하 다음에 리네 동타에 번호 루지리 에예 손에 두 수저가 손에 두에 두루에 타면 사다 봉아 손 타면오 히로 손에 사비로 마 반찬ဆိုတဲ့အရင်ဟင်းတွေကိုကြတော့တူနဲ့စားတယ်အဲဇွန်နဲ့တူအတွဲကိုကြစူကြောလို့ခေါ်တာဒါကြောင့်မလို့လူကြီးကအရင်ဆုံးဒီဇွန်နဲ့တူကိုကင်ပြီးတဲ့နောက်မှာအွန်နာတောင်မဲ့ကအွန်နာဒွီရဲတို့အွန်နာဟူဝဲတို့နဲ့အတူတူပဲပေါ့နော်အဲ့လိုလုပ်ပြီးတဲ့နောက်မှာအာရဲဆာရမီစူကြောတွန်သူကိုလက်အောင်ငယ်သားကသူ့ထက်ငယ်တဲ့သူကပေါ့နော်ခဏလူကြီးတွေစားပြီးမှငယ်တဲ့လူကြီးတွေစားပြီးမှတော့ဖြစ်သွားတယ်လူကြီးတွေဇွန်နဲ့တူနဲ့ကင်ပြီးဆိုမှထိုင်ပြီးကင်လိုက်ပြီးဆိုမှငယ်တဲ့သူကဒီဇွန်နဲ့တူကင်ပါတဲ့얼른이 먼저 식사를 시작한 다음에လူကြီးတွေစပြီးတော့အစားအသောက်စားပြီးမှသာအားလဲစားရမီ먹기 시작합니다ဒီငယ်တဲ့သူကနောက်ကနေလိုက်ပြီးတော့စားရမယ်ပေါ့နော်ဒါလေးကိုပြောထားပါတယ်혹시 식사를 먼저 마쳐도 어른이 식사를 끝내기 전까지는ဒီမှာဖြတ်လို့တော့ရတယ်혹시ဆိုအကယ်၍များ식사를 먼저 마쳐도ဆိုတာじゃဘာပြောရလဲပေါ့နော်식사ကအစားအစာ먼저가အရင်마치다ဆိုအဆုံးသတ်တာကိုကရင်ပြီးတယ်လို့ပြောချင်တာအကယ်၍များမင်းကပေါ့နော်မင်းငယ်တဲ့သူပေါ့နော်မင်းကဒီစားတာအရင်ဆုံးပြီးလဲပဲ어른이 식사를 끝내기 전까지는လူကြီးတွေအစားစားမပြီးချိန်အထိပေါ့နော်မပြီးခင်အထိကတော့ဂျာရီရဲ့ဆို일어나지 않습니다နေရာကနေထသွားလို့မရဘူးပေါ့နော်သူတို့ရဲ့ယဉ်ကျေးမှုက
လိုက်နာရမယ်စီမံလေးကိုဒီနံပါတ်အပိုင်းမှာပြောထားရပေါ့နော်ဘယ်လိုလဲဆိုတော့လိုက်နာရမယ်ကျင့်ဝတ်ဆိုတာနိုင်ငံတိုင်းမှာရှိရဆိုတဲ့အကြောင်းအဲ့မှာကိုရီးယားကလည်းချွင်းချက်ထဲမှာမပါဘူးချွင်းချက်မဟုတ်သူတို့လည်းပဲရှိရဆိုတဲ့အကြောင်းပြောထားတယ်ဒီလိုထမင်းစပွဲမှာထိုင်တော့မယ်ဆိုရင်တော့လူကြီးကိုကောင်းတဲ့နေရာပေးရမယ်ပြီးတော့လူကြီးကထမင်းဒီဇွန်းကိုစပြီးတော့ကင်မတာငယ်တဲ့သူကလိုက်ကင်ရမယ်သူစစားမတာငယ်တဲ့သူကလိုက်စားရစားရမယ်ကိုကအရင်ဆုံးပြီးသွားရင်လည်းပဲထိုင်ဆောင်နေရမယ်လူကြီးတွေပြီးမှတာလည်းပြီးဒီအထိဆောင်နေရမယ်ပေါ့နော်ထသွားလို့မရဘူးဆိုတဲ့စီးမြင်ကိုပြောထားပါတယ်အဲ့ဒါလည်းပြီးတော့အောက်ကဒုတိယပိုင်းပေါ့နော်ဒုတိယပိုင်းကဘယ်လိုမျိုးတွေသုံးနေဆိုတဲ့ဟာကိုလာတာဖြစ်မယ်ပေါ့နော်အဲ့တော့ဖတ်ကြည့်အောင်시사할때는포크와나이프대신အစားစားတဲ့အချိန်မှာတဲ့ခရင်ရဲ့တဲ့ဓားရဲ့ပေါ့နော် knife ကကျတို့ဒီ stick တို့ဘာတို့အသားတွေလှီပြီးတော့မှခရင်နဲ့ကော်စားအဲ့ဒါကြောင့်အနောက်တိုင်းဆက်မှာပေါ့နော်အနောက်တိုင်းကျတော့အမားတို့ကဒါအနောက်တိုင်းစားစာတွေများသောအားဖြင့်စားရင်เนาะခရင်လေးတွေနဲ့ဒီလှီးတဲ့ဓားလေးတွေပေါ့နော်ဒီလိုမျိုးနဲ့စားတာအဲ့ဒီကအစားဆိုသူတို့ကတော့အဲ့နောက်တိုင်းဆက်တိုင်းမျိုးမရှိဘူးလို့ပြောထားတာဒေရှင်းဆိုတာအစားဒီကဖို့ခွတ်တွေနိုင်ဖို့တွေသုံးမဲ့အစားစုကာရာကွာဂျူကာရာကစားဂျော့ကာရာကစားရဟန်နန်တဲ့ဇွန်နဲ့တူပဲသူတို့သုံးပါတယ်စုကာရာကရိုနော်ဘောက်ကကူကမကိုဇွန်နဲ့ကြတော့ထမင်းနဲ့ဟင်းရီတွေကိုစားသုံးပါတယ်젓가락으로는 반찬은 먹습니다. 젓가락ဆိုရတူနဲ့ကြတော့ဖန်ချန်အရင်ဟင်းတွေကိုစားပါတယ်ဆိုပြောထားတာပါ. 그러나 다비멜로 요즘은 밥도 젓가락으로 먹는 사람들이 많아졌습니다.အခုနောက်ပိုင်းအခုလက်တလောပေါ့နော်요즘ဆိုအခုတလောကြတော့ထမင်းကိုလည်းပဲသူတို့တူနဲ့စားတဲ့သူတွေကများလာတယ်ဆိုပြီးပြောထားတယ်အရင်တော့ကတော့ထမင်းဆိုရင်ဇွန်နဲ့စားတယ်ဟင်းအရင်ဟင်းဟိုတာတူနဲ့စားတာပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းတော့ထမင်းလည်းတူနဲ့စားတဲ့ပုံစံဖြစ်လာပြီ။ဘာနဲ့သွားဆင်သွားလဲဆိုတရုတ်ပေါ့နော်တရုတ်တွေဆိုရင်တူနဲ့ထမင်းစားတယ်လေအဲ့ပုံစံမျိုးနဲ့အဲ့လိုတူနဲ့စားတဲ့သူတွေများလာရဆိုတဲ့အကြောင်းပြောထားပါတယ်။수가락과젓가락은 동시에 두지 말아야 하면ဆိုတော့သူကဒီဇွန်နဲ့တူကိုတစ်ချိန်ထဲမှာဒုံးရှိရဲဆိုတာတစ်ချိန်ထဲကိုပြောတာအချိန်တစ်ချိန်ထဲမှာဒူကြည့်မာရဟာမျိုးဆိုတာကင်ထားလို့မရဘူးเนาะဇွန်နဲ့တူကိုတစ်ချိန်ထဲမှာကင်လို့မရပါဘူးဘာကရုပီနာဂူကရုစဆုံးတို့ဒူရီကိုမကုမြောင်အန်တဲ့နေတာထမင်းပကံလုံးနေဟင်းပကံလုံးတွေကိုလက်မှာကင်ထားပြီးတော့မှတောက်လို့မရဘူးစားလို့မရအောင်မြန်မာဆိုအာရပါရဆိုစလုံးတွေပါရတဲ့ထည့်ပြီးတော့လက်နဲ့ဒီလိုကင်ထားပြီးတော့ဒီလိုဆွဲတာပေါ့เนาะစားကြတာပေါ့เนาะသူတို့စီမှာတော့အဲ့ဟာယဉ်ကျေးမှုနဲ့တွေးဖယ်နေတယ်သူတို့ရဲ့ကျင့်ဝတ်တွေနဲ့တွေးဖယ်နေတဲ့ပုံစံဖြစ်သွားတယ်ပေါ့နော်အဲ့တော့ထမင်းပကံလုံးကိုကိုလက်ထဲမှာကင်ပြီးတော့စားတာမျိုးဟင်းပကံကိုဟင်းပကံကိုမပြီးတော့တောက်တာမျိုးတော့မလုပ်ရဘူးတဲ့မလုပ်ရမယ့်အထက်မှာပါပါတယ်တဲ့ဘိုးထုံဘောက်ကကူကွန်ခဲပြောလို့မဟုတ်ဒီမှပုံမှန်အားဖြင့်ထမင်းတို့ဟင်းတို့ဆိုတာတဦးတယောက်ချင်းစီစားကြပေမဲ့တဲ့သူတို့ကထမင်းပကံလုံးတယောက်တစ်လုံးစီဒီမှာလည်းပဲထမင်းကတော့တယောက်တစ်ခုစီတယောက်တစ်ပကံစီစားကြတာပေါ့နော်အသီးသန့်စားကြပေမဲ့လို့ဟင်းကြတော့ခြေတို့မြန်မာကအတူတူတောက်တာသူတို့ကြမဟုတ်ဘူးဟင်းဆိုရင်ဘေးမှာတယောက်တစ်လုံးစီပဲဟင်းကိုပကံနဲ့ကိုထည့်ပြီးတော့တောက်ကြတာများတယ်ပေါ့နော်အဲ့တော့ဒီမှာပြောချင်တာကကြတော့ထမင်းပကံလုံးနဲ့ဟင်းပကံလုံးဘေးမှာပေါ့နော်အဲ့လိုမျိုးလေးရှိပဲတသက်စီစားကြတာဖြစ်တယ်တဲ့ဘန်ချမဟန်ကနာနောမစမီတာဆိုတော့ဟင်းနေအရန်ဟင်းနေကြတာအလဲကောင်းမှာအတူတူပဲစားကြတာပေါ့နော်ဒါပေမဲ့ဟင်းကတော့ဒီရှေ့တို့နဲ့မတူတာဟင်းကတော့ကိုဘေးမှာကိုချပြီးတော့စားတယ်ပေါ့နော်ဒီပုံစံကိုယူထားပါတယ်예전에는 찌개나 찜은 여러 사람이 함께 먹기도 했지만 호 이해농아 찌개 소래 히 요마 제로 히 네네 이 네네 ပဲပါတယ်찌개လေးနဲ့ 찜ဆိုရပေါင်းထားတဲ့အရာလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုတဲ့여러 사람이ဆိုလူအများကအတူတူစားကြပြီမယ်လို့တဲ့အခုကြတော့တဲ့개인 접시에 떨어서 먹는 사람이 많습니다ကိုယ့်ရဲ့ပကံများထဲမှာခတ်ထည့်ပြီးတော့စားတဲ့သူတွေကပိုများတယ်ဗောနော်အခုကြတော့ကိုယ်ပကံတီးတန်းထည့်တဲ့ထိတ်မှာအဲ့ပကံတွေကနေပြီးယူစားတယ်ဗောနော်တခါတည်းခတ်ပြီးတော့စားတာမျိုးတော့ရှောင်ကြတယ်ဗောနော်ဒီဟာကိုပြောထားပါတယ်နောက်그리고 식사 전에 의자에 바로 얹거나ပြီးတော့ခါကျတော့အစားစားနေခြင်းမှာဒီပေါ့နော်ဥဒါကလထိုင်ပေါ်ကိုဘာလို့အွန်တာဆိုတာကျတော့ခြေထောက်ကြီးလှမ်းတင်တာကိုပြောတာပေါ့နော်ခြေထောက်လှမ်းတင်ထားတာမျိုး음식 씹는 소리를 크게 내는 것은 좋지 않습니다အစားအသောက်ကိုဝါတဲ့အတန်ကကြဲကြဲလောင်လောင်ကြီးထွက်တာတပြက်ပြက်ပေါ့နော်လူမျိုးတွေထွက်တာတော့မကောင်းပါဘူးတဲ့음식을 먹기 전에는 잘 먹겠습니다အစားတော့မစားခင်တော့ကောင်းကောင်းစားပါမယ်ဆိုတဲ့နှုတ်ဆက်စကားနဲ့다 먹은 후에는 잘 먹었습니다라고 인사를 합니다အကုန်စားပြီးရဲ့နောက်မှာတော့ကောင်းကောင်းစားခဲ့ပြီးပါပြီဆိုတဲ့နှုတ်ဆက်စကားကိုလည်းပဲသုံးလေးရှိကြပါတယ်ဆိုတဲ့အကြောင်းကို
ပြောထားပါတယ်ဟုတ်ကဲ့ပါအပေါ်ပိုင်းကတော့ဒီပုံလေးရဲ့အပေါ်ပိုင်းကတော့ဘယ်လိုတွေလိုက်နိုင်ရမယ်ဆိုတဲ့အကြောင်းရဲ့ပုံလေးရဲ့အောက်ပိုင်းကတော့လုပ်ရင်မဖြစ်တဲ့အရာတွေဖြစ်ပါတယ်ဒါပေမဲ့ဒီထဲမှာကတော့ကျတို့ဒါပေါ့နော်သူပြောတာကတော့နှစ်ချက်လောက်ပဲဒီလိုမစားရဘူးနဲ့အတန်ကျိမစားရဘူးဒီလောက်ပဲပါတယ်ပေါ့နော်ပြီးတော့ဇွန်နဲ့တူနဲ့တစ်ချိန်နဲ့မကန်ရဘူးပြီးရင်ဟင်းကိုကိုယ်ပကံနဲ့ကိုထည့်စားကြရတယ်ပေါ့နော်ပြီးတော့ခုဆိုရင်ជីကယ်တို့ဂျင်းတို့ပါကိုထည့်စားကြတယ်ပြောထားတယ်ပေါ့နော်တကယ်နောက်မလုပ်ရတဲ့အချက်လေးလည်းကြံနေတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုရင်ကျတို့ဒီထမင်းစားနေစဉ်နှာခေါင်းညစ်နှာညစ်တာပေါ့နော်ဒီလိုမျိုးကြီးဆိုရင်လည်းသူတို့မကြိုက်ဘူးပေါ့နော်မရဘူးဆိုပြီးတော့မှအခြား level တန်းစာအုပ်ဒီမှာတော့ပါတယ်ပေါ့နော်အဲ့ဒါလေးတစ်ချက်လဲမှတ်ထားပြီပေါ့နော်ဟုတ်ကဲ့ပါအဲဆိုရင်တော့ခြေတို့ဒီ26ရဲ့ဒီ meaning လေးတွေဖြည့်ကြည့်ပေးပါအောင်ပေါ့နော်ရတဲ့လောက်လေးဖြည့်ကြည့်မယ်ပေါ့နော်အဲဆိုဒီ29မှာပြန်တွေ့ပါမယ်